လုံးပဲမင်္ဂလာပါမျက်စလန်ကနေကြိုဆိုပါရစေ။ဟနွိုင်းကိုရောက်ရင်သွားလေစီးတင်တဲ့ဟိုချီမင်းမော်ဆိုလီယံနဲ့ဟိုချီမင်းမြူဇီယံမှာဘာတွေရှိလဲဆိုတာဒီဗီဒီယိုလေးထဲမှာမျက်နှာတူရှောက်လေကြည့်အောင်။ဟိုချီမင်းမြူဇီယံထဲမှာဆိုရင်တော့ဟိုချီမင်းရဲ့ကိုယ်ပိုင်ထုတ်ပတ်တီသမိုင်းဆွမ်းဆောင်ချက်တွေဗီယက်နမ်လွတ်လပ်ရေးတော်လှန်မှုသမိုင်းနဲ့လက်နက်ပစ္စည်းတွေတွေ့ရမှာပါ။ဟိုချီမင်းရဲ့ဖြတ်တန်းခဲ့ရတဲ့ကလေးဘဝနေထိုင်ခဲ့တဲ့ရွာရဲ့ပုံစံနဲ့လွတ်လပ်ရေးအတွက်စတင်ထွက်ပေါ်လာခဲ့ပုံကိုလည်းဖော်ပြပေးထားတယ်။ဓပုံတွေအိမ်သုံးဆောင်ပစ္စည်းတွေဟိုချီမင်းရဲ့လက်ရေးမှုရေးစာအုပ်တွေကိုလည်းတွေ့ရမှာပါ။ France, China, Soviet Union စတဲ့နေရာမျိုးစုံမှာလွတ်လပ်ရေးအတွက်တွားရောက်ကြိုးပမ်းခဲ့တဲ့ပုံရိပ်တွေမှတ်တမ်းတွေကိုလည်းပြသပေးထားတယ်။ဗီယက်နမ်တော်လှန်ရေးမှာအသုံးပြုခဲ့တဲ့လက်နက်တွေစာရွက်စာတမ်းတွေတပ်မတော်နဲ့ဆိုင်တဲ့အမှတ်တရများစွာကိုလည်းတွေ့ရှိရမှာပါ။1945ရဲ့လွတ်လပ်ရေးကြေညာပွဲ Baden Square ကို installation အမှုပညာနဲ့တူတင်ပြထားတယ်။ Declaration of Independence Original Document တွေ Five Recording တွေကိုလည်းလေ့လာရမှာပါ။ Museum ရဲ့အောက်ဆုံးထပ်မှာဆိုရင်တော့ဟိုချီမင်းနဲ့ပတ်သက်တဲ့အမှတ်တရပစ္စည်းတွေလက်ဆောင်ပစ္စည်းတွေ souvenir တွေကိုလည်းဝယ်ယူလို့ရပါတယ်။ဒီနေရာတော့ဟိုချီမင်းမူဆိုလီယံပါ။နောက်ဗီဒီယိုကြမ်းပြန်တွေ့ပါအောင်မယ်။အားလုံးတတာပါ။